Okay, ဥတကောက်ကျွန်တော်ပြောပြပေးမှာက why expert မှာငွေဘယ်လိုတွင်းရမလဲဆိုတာလေးပြောပြပေးပါမယ်ငွေတင်းနည်းလေးပေါ့နော် so ပထမဆုံးဒီမှာ deposit ဆိုတဲ့အစိမ်းလေးကိုရှိပါတယ်ဗျညာဘက်အပေါ်တောင်းပါပါအဲ့ဒါလေးပလက်ပေါင်းလေးနဲ့ပါအဲ့ဒါလေးကိုနှိပ်လိုက်ပါနှိပ်ပြီးရင်ဒီမှာ keep ရှိမယ် wait ရှိမယ် bank transfer ရှိမယ်เนาะအစုံရှိရပေါ့เนาะကိုချိုင်းတဲ့ရနဲ့ထည့်ပါမယ်ကျွန်တော်ကဒီမှာအစမ်း3လုပ်ပြမယ်ဗျာเนาะပြမယ်ဆိုရင်ကိုက keep နဲ့ငွေတွင်းမယ်ဆိုလို့ရှိရင် keep လေးကိုရွေးရှယ်ပြီးနှိပ်လိုက်ပါပြီဆိုရင်ဒီအပေါ်မှာဒီမှာဘာဝင်ဆိုတဲ့နာမည်နဲ့ keep ဖုန်းနံပါတ်အပေါ်မှာရှိတယ်ဗျာအဲ့တော့ရှိခင်မှာအဲ့ဒါကိုခဏထားအောင်ကျွန်တော်တို့အပေါ်မှာကိုငွေဘယ်လောက်ထည့်မှာလဲဆိုတာလေးကိုဒီမှာရေးမယ်ဟိုမှာ9000ဆို9000ပေါ့နော်ဒီမှာတော့သူက1000 5000 3သိန်း5သိန်းတော့ရေးပြီးသားဗျအဲ့ဒါဟိုင်းနဲ့မဟုတ်ဘူးဆိုလို့ရှိရင်2000ဆိုလို့ရှိရင်တော့ကိုရေးပေါ့နော်အခုကျွန်တော်ဒီမှာ2000ရေးပါမယ်1000ဒီမှာ2000ရေးပြီးသွားပြီဆိုရင်ဒီမှာကိုကိုင်နဲ့ KP ဖုန်းနံပါတ်ထည့်မယ်ပေါ့နော်909ကို93လုံးကိုနဲ့836ဥပမာပေါ့နော်ဒါအောက်ကနာမည်ကအောင်သူကိုအောင်သူပေါ့နော်ကို AUNG အောင် THU ကိုအောင်သူပေါ့နော်အဲ့ဒါလေးကိုအရင်ထည့်မယ်ပေါ့နော်ထည့်ပြီးသွားပြီဆိုတဲ့အခါကျမှကျွန်တော်တို့အပေါ်ကကိုလွှဲရမယ် KP နံပါတ်ကိုဒီဘက် B ကဒီမှာ copy ဟာလေးကိုနှိပ်လိုက်ပြီဆိုလို့ချင်းဒါဆိုရင် copy ဖြစ်သွားပြီကူးပြီးသွားပြီပေါ့နော်ကူးပြီးသွားပြီဆိုတဲ့အချိန်ကျမှ home နဲ့ထွက်ပြီးတော့တွားလွှဲလိုက်ပေါ့နော်လွှဲပြီးသွားပြီဆိုတဲ့အခါကျမှဒီလုံဆောင်မှုအမှတ်ပေါ့နော်လုံဆောင်မှုအမှတ်ကိုသူက300နဲ့စတယ်ဗျခဏကအလုံး20ရှိ KB မှာဆိုရင်တော့အဲ့လောက်ရှိရပေါ့နော်အဲ့လုံး20ကိုဒီမှာရိုက်ထည့်မယ်ဒီမှာဟိုမှာသူက300နဲ့စတယ်300 145 60ဘာညာပေါ့နော်အဲ့ဒါအလုံး20ပြည့်မယ်အားလုံးပြီးရင်ကိုလုတ်ပြီးွားရင်ပြန်စစ်ပေါ့နော်ကိုလွှဲလိုက်တဲ့ amount နဲ့ဒီမှာဖြည့်ရမယ် amount နဲ့အမှန်နေရပါမယ်နော်ပြီးရင်ကိုယ့်ရဲ့ KP နံပါတ်ပြီးရင်ကိုယ့်ရဲ့ KP ကန်ဆောင်သူအမည်ပေါ့နော်အားလုံးမှန်လို့ရှိရင်ဒီ confirm လေးကိုနှိပ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်ရပါပြီဗျအားလုံးမှန်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ account တွေကိုငွေခဏနေဝင်ပါမယ်တကယ်တော့ဒီနေရာမှာတခုခုမှားသွားခဲ့မယ်ဆိုလို့ရှိရင်ငွေတော့မဆုံးဘူးဗျငွေတော့မဆုံးဘူးဒါပေမဲ့ကိုယ့် account တွေတော့ငွေရောက်လာမှာမဟုတ်ဘူးခင်ဗျသူကတော့ဒီ account call ဟိုကနေပြီးတော့ပြန်လုပ်လို့ရတယ်ဗျသိလားအဲ့ဒါကတော့တကယ်လို့တခုမှားခဲ့လို့ရှိရင်ငွေပြန်ရအောင်ယူနည်းလေးကတော့ကျွန်တော်နောက်ဗီဒီယိုတွေမှာပဲပြောပြပါမယ်အခုကတော့ဒီ KB နဲ့ငွေတွင်းလေးပြောပြပါတယ်ဟုတ်ပြီနောက်တစ်ခုပြပါမယ်နောက်တစ်ခုကကျွန်တော်ဝေးနေပြပါမယ်ဝေးဆိုရင်လည်းသူကဒီလိုမျိုးပဲဝေးလေးကိုဝင်လိုက်ပါဝင်ပြီးသွားရင်ဒီမှာကိုလွှဲမဲ့အမောက်အပေါ်မှာထည့်မယ်ထည့်ပြီးသွားရင်ဒီမှာဆိုရင်ထည့်ပြီးသွားရင်ဒီဘက်မှာဝေး1ကိုယူလိုက်မှာပေါ့နော်ဒီလားဝေး1ကိုယူလိုက်ရင်ခုနတိုင်းပဲဗျဒီမှာဒီကိုရဲ့ဝေးဖုန်းနံပါတ်ထည့်မယ်ဝေး account နံပါတ်ထည့်မယ်ပြီးရင် digital 10လုံးထည့်မယ်လုပ်ငန်းစဉ်အမှတ်နော်ထည့်မယ်ပြီးရင် copy လေးကူးပြီးတော့မှငွေလွှဲလိုက်ဗျဒါဆိုရင်ပြီးရင်ကိုမလွှဲကို confirm လုပ်ပြီးမှပြန်စစ်ပြီးလို့ရှိရင်ဒီ confirm လေးကိုနှိပ်လိုက်ရပါပြီခုနဝေးကိုနောက်တစ်ခေါက်ပြန်ဝင်ပြပါမယ်
ဝင်လိုက်ပြီသူကဒီမှာကိုလွှဲမဲ့အမောက်ထဲမဲ့ထည့်ပြီးသွားလို့ချင်းသူကကြဒီမှာဒီ seller reciprocation bank ပေါ့နော်နေသူကတော့ဒီမှာ weight 1 2 နှစ်ခုပြတာပေါ့နော်ခုနကတော့ weight 1ကိုရေးသွားတယ်အခုကတော့ weight ဆိုတဲ့ဟာလေးကိုပဲယူလိုက်မယ်သူကရွေးပြီးသွားလို့ချင်းဒီမှာခုနတိုင်းလေးပဲထပ်ဖြစ်ရပါတယ်ဒါပါပဲပြီးနောက်တစ်ခုကျွန်တော်ပြမှာဒီ CPP တို့ AYA wallet တို့ဘာလို့အားလုံးဒီတိုင်းပဲပြပြီးရင်ကျွန်တော်နောက်တစ်ခု UAB pay နဲ့ထပ်ပြပါမယ် UAB pay လေးပါ UAB လေးတော့ဝင်လိုက်မယ်ဝင်လိုက်သူရဲ့ဒီတိုင်းပဲပြဒီကိုလွှဲမဲ့အမောက်ထည့်မယ်ပြီးရင် UAB ဖုန်းနံပါတ်ထည့်မယ် UAB အသုံးပြုသူနာမည်ထည့်မယ်ထည့်ပြီးသွားလို့မှထည့်ပြီးသွားတဲ့အချိန်ကျမှကိုလွှဲမဲ့နံပါတ်ကို copy ကူးပြီးတဲ့အခါကျမှလွှဲပြီးသွားလို့ချင်းဒီမှာလုပ်ငန်းစဉ်အမှတ်ထည့်ပြီးသွားအားလုံးပြီးသွားပြီဆိုလို့ချင်းကိုလွှဲခဲ့တဲ့ဟာလေးနဲ့ပြန်တိုက်အောင်ပြပြန်တိုက်ပြီးသွားတဲ့အချိန်ကျမှ confirm လုပ်ပါဗျာဒီဟာဒါဆိုလို့ချင်းခဏနေငွေရောက်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ညီကိုတို့တခုခုမှားသွားခဲ့လို့ရှိရင်တော့ငွေတော့ရောက်မလာပဲနဲ့ဒါပေမဲ့မဆုံးရှုံးပါဘူးဗျအားဒါလေးကိုပြန်လုပ်တဲ့နည်းလမ်းကလည်းရှိပါတယ်ဗျသူကတော့ကြံ့ညာမှုလေးတော့နည်းနည်းဖြစ်သွားပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်နောက်တစ်ခေါက်မှာကျွန်တော်ငွေထုတ်တဲ့ဗီဒီယိုလေးတင်ပေးပါမယ်နော်ဘူးလို့ဆိုတော့ကျွန်တော်ငွေထုတ်ဖို့ကထုတ်ပြချင်တာပါဗျအဲ့တော့ကျွန်တော်အရင်စောလာမယ်ဗျစောလာအောင်နိုင်ဆော့ပြီးနိုင်ဆော့ပြီးနိုင်သွားလို့ချင်းကျွန်တော်ထုတ်ပြပါမယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်